ဒီကလေးကတကယ်ဆွန့်အားထိုင်းတာမဟုတ်ဘူးလို့အကုန်လုံးကသိတယ်သူဆွန့်အားခြင်းဟန်ဆောင်းနေတာလို့သိတယ်အရှင်ဘုရင်မဖြစ်ရေးဆန္ဒဟာပြေဝလိမ့်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကတစ်ချက်တည်းသဘောကျသွားတယ်အဖြေရသွားပြီဒါပေမဲ့သူရတဲ့အဖြေကြီးကလိုက်နာဖို့ကျင့်သုံးဖို့ကတော့လွယ်ကူတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့လို့ရှင်ဘုရင်ဖြစ်ပြီးတော့ငရဲကိုကြာတာနဲ့ဆိုင်ရတော့အယမ်းလွယ်မယ်ဆိုတာကိုသူသဘောပေါက်ထားပြီလားဟုတ်လားအဲ့ဒါနဲ့အဲ့ဒီအချိန်ကစပြီးတော့သူဟာဘလို့နေတော့ဆိုတော့ထားရင်ထားတဲ့အတိုင်းလေးပဲနေလိုက်တော့တယ်လက်ကိုဒီတိုင်းထားရင်မရွှေ့တော့ဘူးခြေထောက်ကိုဒီတိုင်းထားရင်လည်းမရွှေ့တော့ဘူးဒါတော်တော်မလွယ်တဲ့ကိစ္စနော်စဉ်းစားကြည့်နော်ဣရိယာပုတစ်ခုတည်းနဲ့တရားဓမ္မတို့မပြင်းမဲနဲ့နေဖို့ဆိုတာလွယ်ပါမလားလောက်တော့ကြိုက်တဲ့ပုံစံလေးနဲ့နေဒီတိုင်းလေးအချမ်းသာဆုံးပေါ့အဲ့အချမ်းသာဆုံးပုံစံလေးနဲ့နေပြီးရင်တော့အဲ့ဒါကိုမရွှေ့တော့နဲ့ဆိုရင်ဘယ်လောက်ကြာနေနိုင်မတော့ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဒီပါရမီကိုဖြည့်ဆည်းဖို့ဆိုအရင်ခက်ခဲတယ်ဆိုတာပြောတာအဲ့ဒီအချိန်ကစပြီးတော့သူဘာမှလှုပ်ရှားမှုမရှိတော့ဟုတ်လားအဲ့ဒါဘာဖြစ်တော့ဆိုတော့ထူးခြားတာကပြုံးတာတွေရှည်တာတွေမြူတဲ့အခါမှာသူအဲ့ဒါတွေမရှိတော့အဲ့ဒီလိုအရွယ်လေးတွေကနှုတ်စားပြီးဆိုလို့ရှိရင်လည်းဘာလို့ကြာငိုတာပေါ့ရေစားပြီးဆိုလည်းငိုတာအဲ့ဒါသူ့မှာငိုတယ်ဆိုတာမရှိဘူးဘလောက်စားလို့မှငိုတယ်ဆိုတာမရှိဘူးသူအယုတ်ကလေးတယုတ်လိုဖြစ်သွားတာနော်သူ့ရဲ့မျက်နှာပေါ်မှာခံစားချက်ကိုသူမပြတော့ဘူးအဲ့တော့3 ရက်လောက်နေတော့သတိထားမိတာပေါ့ဒီကလေးကငိုလည်းမငိုတော့ဘူးပြုံးတာရေတာလည်းမရှိတော့ဘူးဘာဖြစ်သွားလဲမသိဘူးပေါ့အဲ့ဒါနဲ့ဘာဖြစ်တော့စောစောတုန်းကအကောင်းလေးပါအကုန်လုံးအခုကျတော့မှဘလို့ဖြစ်သွားတော့ပေါ့ရုပ်တရက်ကြီးပြောင်းလဲသွားတာဆိုတော့အဲ့ဒါနဲ့ကလေးကမငိုဘူးဆိုတော့မငိုတာကြီးကပဲပြဿနာဖြစ်နေတာပေါ့အဲ့ဒါနဲ့ငိုအောင်ဘလို့လုပ်မလို့ဆိုတော့အမတ်တွေကလည်းပညာရှိတယ်နော်ဘလို့လုပ်မလို့ဆိုတော့နို့မတိုက်ဖဲနဲ့ထားတဲ့မငိုပဲနေကိုမနေဘူးပေါ့တကယ်ဆိုင်ရင် तू ငိုကိုငိုလိမ့်မယ်ပေါ့အဲ့တော့သူ့ကိုနို့မတိုက်ဖဲနဲ့ပြစ်ထားတာအဲ့ဒါဘိုက်ထဲမှာဘာအစာမှမရှိဘာရေမှမရှိကြောက်6ကပ်ပူးလောင်ပြီးတော့မီးတောက်တယ်လို့ဖြစ်တယ်တဲ့သူ့ရဲ့ဘိုက်ထဲမှာဒါပေမဲ့ဘုရားလောင်းကငိုဖို့တော့မစင်သာဘူးဘလို့လို့ဆိုတော့သူဘလို့အတွေးနဲ့သူ့ရဲ့အဋိဋ္ဌံကိုနော်မယိုင်လဲအောင်မတုံလှုပ်အောင်ထိမ့်သိမ်းထားတယ်ဆိုတော့ငရဲကြတော့ကပူခဲ့တဲ့ပူကဒီပူနဲ့ဆိုင်ရင်ဘာမှနော်မနှိုင်းရှင်လောက်အောင်အလွန်တရာမှဆိုးရတယ်ဒီပူဟာငရဲပူနဲ့ဆိုင်ဘာမှမပြောပတ်တော့ဘူးအဓိကသူကြော်လွှားတော်တာကသူတွေ့ကြုံခဲ့ရတဲ့အဲ့ဒီအခြေအနေဆိုးကြီးနဲ့နှိုင်းရှင်ပြီးတော့အဲ့ဒီဆိုးရတဲ့ကြီးမားတဲ့ဒုက္ခနဲ့နှိုင်းရှင်ပြီးတော့သူ့ရဲ့အဋိဋ္ဌံကိုမပျက်စီးအောင်သူအထုတ်သွားတာဒါပဲအဲ့ဒါလေးကိုတော့ပေးတဲ့ပေါင်းတော့ဦးဇင်းတို့ထပ်ခါကြားလိမ့်မယ်နော်အေးဒါသူ့ရဲ့ဝမ်းပိုက်ကြီးမီးလောင်တယ်လို့ဖြစ်နေလဲပဲသူကတော့မငိုနော်ငိုခြင်းစိတ်တော့မပေါက်ဖဲနေတာတော့မဟုတ်ဘူးဒါပေမဲ့အောင်အေးရတယ်ချုပ်တီးရတယ်စောင့်စည်းရတယ်ပေါ့ဟုတ်လားလွယ်လွယ်နဲ့ရတာမဟုတ်ဘူးအဲ့ဒါနဲ့မအေးကြီးကမိဖုရားကြီးကမအေးဆိုတော့ဘယ်နေနိုင်မလို့သူမငိုလည်းပဲဒီချိန်ကျရင်တော့စာမှာပဲဆိုတော့တိုက်ရတာပေါ့ဟုတ်လားအဲ့လိုနဲ့အဲ့ဒါတစ်နှစ်သားအရွယ်ရောက်လာတယ်ဆိုကြပါစို့အဲ့ဒါရံပါရံခအဲ့ဒီလိုနှုတ်ဖြတ်ပြီးတော့ထားတာငိုမြန်းငိုလိမလားလို့မငိုဟုတ်လားအဲ့လိုနဲ့ဦးဇင်းတို့နှစ်သားအရွယ်လေးရောက်ပြီဆိုတော့နည်းနည်းလေးမုံပျော်တာလေးတွေဘာလေးတွေနည်းနည်းလေးရှောက်ပါဇက်ထက်တွတ်ချင်တဲ့အရွယ်လေးရောက်ပြီအဲ့ဒီအရွယ်မှာအဲ့ဒါဘာလုပ်ထားတော့ဆိုတော့မုံမကြွေးဘူးတဲ့ဘာမှစားတယ်သူ့ကိုမပေးဘူးအဲ့ဒီလိုနီးနဲ့သူ့မှာဘလို့ထူးခြားချက်ရှိမလဲဆိုတာကိုစမ်းကြည့်တာအဲ့ဒါလည်းဘုရားလောင်းကတုံလုံးမှုမရှိဘူးအဲ့ဒါမုံနဲ့စမ်းတတ်တာတစ်နှစ်လောက်ကြာတယ်လို့ဆိုတယ်အဲ့ဒါ3 နှစ်သားလေးအရွယ်လေးရောက်လာပြီ3 နှစ်ထဲရာသီထဲဝင်လာပြီဆိုတော့ပါနဲ့စမ်းတော့ဆိုတစ်သီးနဲ့စမ်းနေတဲ့နော်အသီးနှံလေးတွေစားခြင်းသိရှိလာတာပေါ့နော်သူများတွေစားရင်သူစားခြင်းတာပေါ့နော်လက်ကလေးတွေဗားလေးကလေးတွေဆိုလှမ်းနေတာမရှိဘူးလားရှိတယ်ဒါပေမဲ့သူအဲ့ဒါမျိုးမရှိဘူးအဲ့ဒါ3 နှစ်သားမှသူ့ကိုတစ်သီးနဲ့စမ်းတယ်ဟုတ်လား4 နှစ်သားအရွယ်လေးရောက်ပြီဆိုတော့ကစားစရာလေးတွေကလေးတွေကဒါမြင်ကစားခြင်းတော့တာလေအဲ့ဒီကစားစရာသူ့ကိုတခုမှမပေးဘူးဟုတ်လားဒါဥစဉ်ကဒီအခန်းကဏ္ဍတွေကိုမြန်ကလေးပြောလိုက်တာပါရှေ့ဆက်ပြီးတော့သူ့ကိုစမ်းသတ်တဲ့အနေအထားတွေကအလွန်ကြမ်းတမ်းတယ်အောင်ဆိုသူကနည်းနည်းလေးသိတတ်လာပြီဆိုတော့ဒီပညာရှိအမတ်တွေကဒါသူ့ကိုစမ်းသတ်နေတာဒါတွေကတကယ်လုံးဝမဟုတ်ဘူးအတုတွေလို့ထင်လို့ရှိရင်သူမကြောက်ဖဲနေမှာဆိုလို့သူ့ကိုအဲ့လိုစမ်းမှမသိအောင်ကိုစမ်းတာဒါကိုလည်းသူကလည်းသိနေတယ်ဟုတ်လားအဲ့တော့ဒီမိဘ2ပါးနဲ့တကွာပတ်ဝန်းကျင်အတိုင်းဝန်းကြီးတစ်ခုလုံးကဒီကလေးကတကယ်ဆွန့်အားထိုင်းတာမဟုတ်ဘူးလို့အကုန်လုံးကသိတယ်သူဆွန့်အားခြင်းဟန်ဆောင်းနေတာလို့သိတယ်အကြောင်းတစ်ခုခုကြောင့်ဒီလိုလုပ်နေတာလို့သိတယ်အဲ့ဒါကြောင့်မလို့ကိုသူတို့ကမခံကြီးမခံသာဖြစ်ပြီးတော့သူ့ကိုတုံလှုပ်အောင်မျိုးစမ်းတာ
မွေးရပါဒါအဝန်းတွင်းပါမဟုတ်ဘူးလက္ခဏာကြည့်ပြီးတော့အကုန်သိတယ်အကုန်လုံးကပြပြပြင်းပြင်းနေကြီးပဲကိုအာယုတ်အထိုင်ယုတ်အနယုတ်ကမရှိဘူးနောက်ဆွန့်တဲ့အားတဲ့ထိုင်းတယ်ဆိုတာပုံကြည့်တာနဲ့ကိုသူကသိတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့သူ့ကိုအမျိုးမျိုးစမ်းတာအဲ့ဒီစမ်းတာလေးတွေကိုပေးတဲ့ပေါင်းတော့ဘုသူတ္တမှတ်ရမယ်ဟုတ်လားနောက်၄နှစ်သားမှဘာနဲ့စမ်းတယ်ကစားပွဲနဲ့စမ်းနေတဲ့တော့9နှစ်သားအရွယ်တည်းဝင်လာပြီဆိုတော့ဓမင်းတို့ဟင်းတို့ဘောဇင်းတို့ဟုတ်လားဒါကိုစားပြုတ်လာပြီလေအဲ့ဒီဟာကိုမကြွေးပဲနဲ့ထားတာတက္ကတိတည့်ရလုံးမကြွေးပဲနဲ့သူ့ကိုထားတာအဲ့ဒါကိုသူတောင်းတယ်ဆိုတာမရှိဘူးစကားပြောဖို့နေသားအမူအရာပြတ်တာတောင်မရှိဘူးဟုတ်လားအဲ့ဒီလိုနဲ့ဦးဇင်းတို့6နှစ်သားလေးအရွယ်ရောက်ပြီဆိုတော့ဘာလို့တုံးနော်ဘာလို့တုံးဆိုတော့သူ့မှာဖွားဘက်တော်900ရှိတယ်ဒီမင်းသားလေးကနော်သူနဲ့အတူတူမွေးဖွားလာတဲ့နော်အထိန်တော်တွေရဲ့မုံမတ်တွေရဲ့သားလေးတွေ900လောက်တောင်ရှိတယ်နော်အဲ့ဒါလေးတွေနဲ့အဲ့ဒါလေးတွေကလည်းဝိုင်းပြီးတော့ဆော့ကြတဲ့အရွယ်လေးတွေပေါ့အဲ့ဒါသူကတော့ထားတဲ့အတိုင်းလေးပဲနေတာပေါ့ဒီတိုင်းလေးပဲနေတာအဲ့တော့ဒီကလေးကိုလှုပ်ရှားအောင်ဘယ်နဲ့လုပ်မတော့ဒါကိုပဲသူတို့ရဲ့နန်းတော်မှာအလုပ်ကြီးတစ်ခုအနေနဲ့လုပ်ရတယ်အဲ့တော့အဲ့ဒီ6နှစ်သားအရွယ်ကြတော့ဘာလုပ်တုံးဆိုတော့နော်တဲနန်းတစ်ခုစောက်ပြီးတော့အဲ့ဒီတဲထဲမှာသူ့ကိုထားတာကလေးတွေကလည်းဘာမသိညာမသိဆော့နေကြတာပေါ့အဲ့ဒီတဲကဘာလို့ဆိုတော့ထက်ကလေး6တိန်နဲ့မိုးထားတာဟုတ်လားအဲ့ဒါကိုကလေးတွေဆော့နေတော့မှပြေးမယ်ဆိုရင်လည်းထွက်ပြေးစရာအပေါက်တွေတော့အများကြီးလှုပ်ထားတယ်တခါတည်းစီမံထားတာအောင်အဲ့ဒီတစ်ဖက်6တဲကြီးကိုမိတိုက်လိုက်တာနောက်ကနေမသိမသာအဲ့ဒါမိဒီဟိုးနဲ့လောင်ကျန်တဲ့ကလေးတွေအကုန်လုံးထွက်ပြေးကြတယ်ဘုရားလောင်းကထားတဲ့အတိုင်းပဲနေရတယ်မိကလည်းအယမ်းပူတယ်ဟုတ်လားဒါပေမဲ့ तू လှုပ်တာမရှိဘူးအမူအရာပြက်တာမရှိဘူးသူ့ကိုသူထိမ့်သိမ့်တယ်ဒါလွယ်တဲ့ကိစ္စလားမလွယ်ဘူးနော်ဒီအဋိဋ္ဌံတရားကိုမပြည့်စည်အောင် तू ဘာနဲ့စောင့်စည်းလဲဘာကို तू စဉ်းစားဆင်ခြင်ပြီးတော့စောင့်စည်းလဲဆိုရင် तू ခံခဲ့ရတဲ့ तू တွေ့ကြုံခဲ့ရတဲ့အလွန်ဆိုးရတဲ့ငရဲဒုက္ခကိုစဉ်းစားပြီးတော့ तू ကြော်လာတာဒါကတကယ်တော့ဦးဇင်းတို့အရန်နီးယူကြကောင်းတဲ့နီလန်းလေးတစ်ခုပဲဟုတ်ရဲ့လားနောက်ဆင်းရဲမှုဆိုတာဘဝမှာကိုကငရဲတွေဘာတွေကြားခဲ့ဘူးတော့လည်းပဲငရဲဆိုတာတော့မမှတ်မိလို့ထားပါတော့ဒီလူဘဝရတဲ့အခါမှာကိုဆင်းရဲတာတွေအများကြီးကြုံခဲ့ဘူးတယ်မဟုတ်လားနော်ဆင်းရဲဒုက္ခတွေအများကြီးရှိခဲ့ဘူးတယ်နော်ဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကဘလို့ပဲဖြစ်နေဆင်းရဲတုံးမယ်ဆင်းရဲလိုက်တာလို့တွေ့ပြီးသွားပြီဆိုရင်အဲ့ဒါမေ့သွားရောဟုတ်လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တွေကဘလို့ဖြစ်နေတော့အမှတ်ကိုမရှိဘူးလို့ပြောရမလို့ဖြစ်တယ်ဟုတ်တယ်မဟုတ်လားအခုဘုရားလောင်းကဘာရှိတော့အမှတ်ရှိတယ်တော့ငါခံခဲ့ရတာဆိုတာကို तू မှတ်မိတယ်အဲ့ဒါနဲ့ तू နှိုင်းရှင်ပြီးတော့စဉ်းစားတာဟုတ်ရဲ့လားဒါကြောင့်တော့အဲ့ဒီတရွေ6တွေမီးလောင်တာကိုလည်း तू ဘာမှတုံ့လုံးမှုမရှိဘူးဒါပေမဲ့သူ့ကိုတကယ်လောင်သွားမှာဆိုတော့ဘေးကအရန်နဲ့စောင့်နေတဲ့လူတွေလာပုတ်ချီပြီးတော့ပြေးရတာပေါ့ဟုတ်လားအဲ့ဒီလိုနီးနဲ့အဲ့ဒီ6နှစ်သားလေးမှာမကြသူ့ကိုစမ်းတယ်အဲ့ဒါဦးဇင်းတို့9နှစ်သားအရွယ်ရောက်ပြီဆိုတော့ဘာနဲ့စမ်းတော့ဆိုတော့ဆင်နဲ့စမ်းတယ်တဲ့နော်ဆင်အလန်းလိမ်မာတဲ့ဆင်ကိုလေ့ကျင့်ထားတာပေါ့တကယ်ဆင်ချမ်းကြီးဆင်စိုးကြီးပုံစံမျိုးလုပ်ပြီးတော့အကုန်လုံးတွေ့သမျှလူတွေကိုကင်ပေါက်တတ်တဲ့သဘောမျိုးနဲ့သူ့ဒီကိုထိုးဆိုင်မယ်ဆိုတော့ပြေးလာတဲ့အနေအထားမျိုးတွေနဲ့သူ့ကို6လန့်တာဒါပေမဲ့ဘုရားလောင်းကတော့တုံ့လုံးမှုမရှိဘူးဟုတ်လားနောက်ဦးဇင်းတို့ရှစ်နှစ်သားအရွယ်ကြတော့ဘာနဲ့